အားလုံးပဲမင်္ဂလာပါစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲလေးလာတင်ဆက်ပေးနေတဲ့ Set Entertainment MM ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်မှာအဆိုးဝါးဆုံးဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုအကြောင်းလေးခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1 American Airline Flight 587 American Airline Flight 587ကပုံမှန် International Passenger Flight ဖြစ်ပြီးတော့ New York ကနေ Santo Domingo Dominican Republic တို့သွားတော့တာမန် flight ပဲဖြစ်ပါတယ်လေယာဉ်ကတော့ Airbus A300B4 605R အမျိုးအစားဖြစ်ပြီးတော့ဒီလေယာဉ်က2001ခုနှစ်အတွက်တော့ new technology တစ်ခုလို့ဖြစ်နေခဲ့ပါတယ် Airbus A300B4 ဟာခရီးသည်အယောက်260လောက်ကိုတင်နိုင်တဲ့အပြင်လေယာဉ်ရဲ့အမီးကလည်းပေါင်3သိန်းလောက်ထိ air pressure ကိုခံနိုင်တဲ့လေယာဉ်ဖြစ်ပါတယ်ဒီလေယာဉ်ကမနက်9နာရီလောက်ကစတင်ထွက်ခွာခဲ့ပြီးလေယာဉ်ကိုအသက်42နှစ် Captain Edward Stake ကဦးဆောင်မောင်းနှင်ခဲ့ပြီး First Officer Stan Mellin တို့မှနှစ်ယောက်အတူတူမောင်းနှင်တိုက်တွယ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတစ်ဖက်ကလည်း Japan Airline JAL Boeing 747-400 JAL Flight 47ကလည်းလေယာဉ်ဆင်းဖို့အသင့်ပြင်နေတာပဲဖြစ်ပါတယ်။ Japan Airline မှာလေယာဉ်ကမနက်9:17မိနစ်တွင်ဆင်းဖို့အသင့်ဖြစ်ခဲ့ပါတယ်။မနက်9:36စက္ကန့်တွင်လေယာဉ်တာဝါတိုင်ထိန်းချုပ်သူများမှ Flight 587အားရှေ့မှဆင်းသွားတဲ့ B747 မှာဖြစ်ပေါ်လာနိုင်တဲ့တိုင်းထန်မှုများအကြောင်းကိုသတိပေးခဲ့ပါတယ်။မနက်9:14မိနစ်29စက္ကန့်မှာပဲ JAL လေယာဉ်ကဆင်းသက်လာပြီးတော့10မိနစ်နဲ့စက္ကန့်40အကြာမှာ American Airline Flight 587ကစတင်ထွက်ခွာခဲ့ပါတယ်။လေယာဉ်ကပုံမှန်အတိုင်းလေကြောင်း3:1ကနေဘယ်ဘက်သို့ချိုးပြီးအစီအစဉ်တိုင်းဂျမေကာဘေးဘက်သို့လှည့်ပြီးတော့ New York ကနေထွက်ခွာခဲ့ပါတယ်။လေယာဉ်ထွက်ပြီးတာနဲ့10မိနစ်အကြာမှာပဲလေလိုင်းခတ်တဲ့ turbulence တန်ကိုခံခဲ့ရပါတယ်။ပထမလေယာဉ်တုန်းကကြံခဲ့တဲ့လေလိုင်းက Air 587ကိုတက်ခတ်မှုကြောင့်လေယာဉ်ကပညာအရှင်ကိုမထိန်းနိုင်ပဲတုတ်ခတ်မှုတွေဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲ First Officer Stan Mellin ကသတိမထားမိပဲလေယာဉ်အမီးရဲ့အရှင်ကိုအဆုံးထိတင်မိလိုက်တဲ့အခါ pressure က6သိန်းအထိရှိသွားခဲ့ပါတယ်။ဒီလိုများလွန်းတဲ့ pressure ကြောင့်လေယာဉ်ရဲ့အမီးကချက်ချင်းပြုတ်ထွက်သွားခဲ့ပြီးတော့လေယာဉ်အရှင်မထိန်းနိုင်တော့ပဲ Bell Harbor Newport Avenue in Beach 131 Street မှာရှိတဲ့နေအိမ်များပေါ်သို့လေယာဉ်ကမှောက်ကျခဲ့ပါတယ်။ဒီ accident ကြောင့်လေယာဉ်ပါခရီးသည်အယောက်260အပြင်အိမ်နေလူ9ဦးအထိတေဆုံးပြီးတော့ပြင်းထန်ဒဏ်ရာရသူ2ဦးအထိရှိခဲ့ပါတယ်။လေယာဉ်ပြတ်ကျနေရင်ပြုတ်ထွက်သွားတဲ့အင်ဂျင်နှလုံးမှာတစ်လုံးကတော့စီပန်းတစ်ခုရဲ့ဘေးမှာကျကျန်ခဲ့ပြီးတော့ကျန်တဲ့တစ်လုံးကတော့နေအိမ်တစ်ခုပေါ်သို့ပြုတ်ကျပြီးကျကျခဲ့ပါတယ်။နံပါတ်1 Japan Airline Flight 123 Japan Airline က1950ခုနှစ်လောက်ထဲကစတင်ပြေးဆွဲခဲ့ပြီးနိုင်ငံပိုင် airline တစ်ခုလည်းဖြစ်ပါတယ်။1990 1980ခုနှစ်တွေအတွင်းမှာလည်းဒီ Flight 123ကနာမည်အကြီးဆုံးဖြစ်ပြီးခရီးသည်900ကျော်အထိကိုတည်ဆောင်နိုင်တဲ့လေယာဉ်တစ်စင်းလည်းဖြစ်ခဲ့ပါတယ်။ဇွန်လ2ရက်နေ့1988မှာ Boeing 747 type ဖြစ်တဲ့ Flight 123က Japan Itami Airport ကိုဆင်းတဲ့အချိန်မှာပဲလေယာဉ်က bounce ဖြစ်သွားခဲ့ပြီးလေယာဉ်အမီးနဲ့ပြည်ပပုတ်တိုက်မှုကြောင့်ခရီးသည်များစွာဒဏ်ရာရခဲ့ရပါတယ်။ဒီဖြစ်မှုကြောင့်လေယာဉ်ကစစ်ဆေးပြုပြင်မှုတွေပြုလုပ်ပြီးမောင်းနှင်မှုကိုရပ်ဆိုင်းခဲ့ရပါတယ်။ဒီဖြစ်ပျက်ဟာလည်းမကြာခင်မှာပဲလူတိုင်းကအမိပြတ်သွားကြပြီးတော့ပုံမှန်အတိုင်း9နှစ်တိတိပြန်လည်အသုံးပြုခဲ့ကြပါတယ်။ Japan Airline ဟာထိုအချိန်မှာကမ္ဘာထိပ်တန်းနံပါတ်6နေရာတွင်တည်ရှိခဲ့ပြီးတော့နောက်ထပ်9နှစ်အကြာမှာပဲဘယ်သူမှမထင်မှတ်ထားတဲ့အရာတစ်ခုကဖြစ်လာခဲ့ပါတယ်။ဩဂတ်စ်လ12ရက်နေ့1985ညနေ6:12မိနစ်မှာပဲ Tokyo Haneda Airport ကနေ Osaka International Airport သို့ဂျပန်ရဲ့ holiday တစ်ခုဖြစ်တဲ့မိမိအိမ်သို့ပြန်ကြတော့ခရီးသည်များအပြည့်နဲ့နေဆောင်ပြီးပြန်လည်ခဲ့ပါတယ်။လေယာဉ်ပေါ်မှာ step 15ယောက်ခရီးသည်909ယောက်အပါအဝင် captain 3ယောက်တို့ပါပါဝင်ခဲ့ပါတယ်။ညနေ6:24မိနစ်အချိန်မှာပဲမြေပြင်မှပေ24,400အကွာမှာပဲကျေလောင်တော့အတန်တစ်ခုကလေယာဉ်တစ်ခုလုံးကိုဟိန်းသွားစေခဲ့ပြီးတော့မိခိုးများပြေးသွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလေယာဉ်မှုကအလွန်မြပြီးတော့တခုခုပောက်ကွဲသွားတဲ့ဟုအကြောင်းပြန်ခဲ့ပါတယ်။အဲ့ဒါကြောင့်လေယာဉ်ကိုအရေးပေါ်ဆင်းဖို့ညာဘက်ကို꿰ပြီးတော့ပြုလုပ်ခဲ့တဲ့အချိန်မှာလေယာဉ်ကခင်တာထက်ပိုပြီးစောင်းနေတာကိုသတိထားမိပါတယ်။အဲ့ဒီအချိန်မှာကပတင်ကလည်းခရီးသည်များလေရှူနိုင်ရဲ့အတွက်ပေ1000တိအမြင့်လောက်ကိုဆင်းရန်စူးစမ်းခဲ့ပါတယ်။ဒီမှုကအနိုင်ဝက်လောက်စူးစမ်းပြီးတဲ့အချိန်မှာပဲညနေ6:56မိနစ်မှာလေယာဉ်ကထာကာမာကာဟာရာတောင်ပေါ်သို့ပြုတ်ကျပြီးတော့ပောက်ကွဲခဲ့ပါတယ်။ဒီပြတ်ကျတယ်ဟုအကြောင်းသိရတဲ့အခါမှာ US Airbrake ကယ်ဆယ်ရေးကကူညီဖို့လုပ်ခဲ့ပေမဲ့လည်းဂျပန်အစိုးရကသူတို့ပဲလှုပ်ဆောင်မယ်ဟုအကြောင်းပြန်ခဲ့ပါတယ်။လေယာဉ်ရဲ့ပောက်ကွဲမှုကြောင့်တညလုံးမီးလောင်ခဲ့တဲ့အတွက်ကယ်ဆယ်ရေးများကလည်းနောက်တရက်မနက်မှသာသွားနိုင်ခဲ့ပါတယ်။ကယ်ဆယ်ရေးရောက်ရှိသွားတဲ့အခါမှာအသက်ရှင်ကျန်ရတဲ့သူတဦးမှမရှိဘူးဟုထင်မြင်ခဲ့ကြပါတယ်
ဒါပေမဲ့သူတို့ကဆက်လက်ရှာဖွေတဲ့အခါမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူ၄ယောက်ကိုရှာဖွေသိရှိခဲ့ကြပါတယ်။လေယာဉ်ပေါ်မှာပါရှိလာတဲ့ခရီးသည်များနဲ့အားလုံးပေါင်းအယောက်920ကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကဂျပန်ကိုတုံ့လုံးသွားစေခဲ့ပြီးတော့ဂျပန်အဲလိုင်းကနေသွားလာရန်ကြောက်ရွံ့ခဲ့တာကြောင့်ဂျပန်အဲလိုင်းကိုအသုံးမပြုရတဲ့အထိဖြစ်ခဲ့ကြပါတယ်။အဲလိုင်းကလည်းတည်ဆောက်သူများအတွက်ကိုဒေါ်လာ 7.8 မီလီယံအထိလျော်ကြေးပေးခဲ့ရပြီး airline director ကလည်းနှုတ်ထွက်သွားခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကဆိုးရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပေမဲ့နောက်အခုလည်းမဖြစ်ဖို့အတွက်နမူနာထားပြီးတော့ပုံမကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့အတွက် reminder တစ်ခုအဖြစ်ကြန့်ရှိခဲ့ပါတယ်။ Number 3 Pam and Flight 1736 KLM Flight 4805 1989 March 29ရက်မှာ Pam and Flight 1736 KLM Flight 4805တို့ရဲ့ဖြစ်စဉ်ကလေယာဉ်တိုက်ခတ်မှုဖြစ်စဉ်များထဲမှာအဆိုးဝါးဆုံးလို့မှတ်တမ်းတင်ထားရပါတယ်။ဖြစ်စဉ်ကတော့ Los Rios Airport ခေါ် Tenerife North Airport မှာ KLM Flight 4805ကလေယာဉ်ပေါ်တို့စတင်တက်ရန်အချိန်ယူနေတဲ့အချိန်မှာ Pam and Flight 1736ကလည်းလေယာဉ်ပြေးလမ်းမှာလေယာဉ်ပါဝါအရှိန်ထိန်းနေစဉ်ထူထပ်သောမြင်ကွင်းများကြောင့်တိကျမမြင်နိုင်မင်းနဲ့ KLM Flight 4805က Pam and Flight 1736ကိုတိုက်ခတ်မှုဖြစ်ပြီးလေယာဉ်နှစ်စင်းပေါင်းခရီးသည်982ယောက်အသက်ဆုံးရှုံးခဲ့ရပြီးတော့61ယောက်သာအသက်ဘေးမှာလွတ်မြောက်ခဲ့ပါတယ်။ Number 4 Korean Airline Flight 801က1999 August လ9ရက်နေ့ညနေပိုင်းမှာဆိုးမြို့ကနေပြီးတော့ခွမ်တို့ထွက်မဲ့လေယာဉ်တစ်စီးဖြစ်ပါတယ်။လေယာဉ်ပေါ်မှာကတော့ခရီးသည်239ယောက်ပါပြီး crew 18ယောက်ပါဝင်ပါတယ်။လေယာဉ်ကိုမောင်းနေတာကတော့အသက်42နှစ် Captain Park Kyung Chung First Officer အသက်40 Song Hyun Ho နဲ့ Flight Engineer အသက်59 Nam Suk Kyun တို့ဖြစ်ပါတယ်။လေယာဉ်ကမနက်တနာရီ August လ6ရက်နေ့မှာခွမ်လေစိတ်တို့မစင်းခင်မှာပဲမိုးကအသေးတန်ရွာတန်နေပါတယ်။အဲ့ဒီချိန်မှာ Captain က transmitter ကနေပြီးတော့သူကအင်္ဂိုက်နေကြောင်းနဲ့နားကျင်ကြောင်းကိုပြောခဲ့ပါတယ်။သူဒီလို transmitter မှာပြောရတဲ့အကြောင်းရင်းကတော့ဒီ Korean Airline Flight 801ကိုမမောင်းနေခင်မှာပဲသူကတခြားလေယာဉ်တစ်ခုကိုမောင်းနေခဲ့တာကြောင့်နားကျင်မရှိပဲအလုပ်ကိုစတိုင်လုပ်ရတာကြောင့်ဖြစ်ပါတယ်။လေယာဉ်စင်းကနေမှာပဲလေယာဉ်ကအနည်းငယ်လေတိုင်းခတ်တာကြောင့်လေယာဉ်လောက်ခတ်မှုဖြစ်ခဲ့တာကိုကပတိန်ကလည်းသတိထားခဲ့မိပါတယ်။မနက်တနာရီ42မိနစ်အချိန်မှာပဲမိုးတဲထန်စွာရွာသွန်းနေရင်လည်းကပတိန်ဟာသတ်မှတ်ထားတော့အမြင့်ပေ2000ကနေမပြန်တမ်းမဲ့နဲ့ပေ2000အောက်တို့ကျပြီးပြန်တမ်းနေတာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒီချိန်မှာ First Officer ကလည်းဘေးကိုပြန်လဲ꿰ပြီးမောင်းနေဖို့ကပတိန်ကိုအကြံပေးခဲ့ပါတယ်။ဒါပေမဲ့ဒီရင်ကအောက်ကိုအရန်ထိုးကျသွားပြီဖြစ်တဲ့အတွက်နောက်ကျသွားခဲ့ပြီးတော့တောင်မြေပြင်နဲ့လေရင်နဲ့ပွတ်တိုက်မိပြီးစိတ်မကောင်းစားပဲလေရင်ဟာအပိုင်းပိုင်းဖြစ်ပြီးပျက်စီးသွားခဲ့ပါတယ်။ Korean Air Flight 801ပြတ်ကျသွားတဲ့နေရာကလည်းလူသွားလာရအရန်ခက်ခဲတဲ့နေရာဖြစ်တာကြောင့်ကယ်ဆယ်ရလည်းအလွန်ခက်ခဲပါတယ်။ကယ်ဆယ်ရေးနောက်နေခဲ့တာကြောင့်အသက်ရှင်သူများရှိခဲ့တော့လေတိတ်ဆုံးသူများအားလုံးကိုကယ်တင်ခွင့်မရနိုင်ခဲ့ကြပါဘူး။တချို့သူများမှာအသက်ရှင်လွတ်မြောက်ခဲ့ပေမဲ့လည်းမိအချိန်များကြောင့်တိတ်ဆုံးသွားသည်ဟုလွတ်မြောက်သူအချို့ကပြောခဲ့ပါတယ်။ဒီလိုဖြစ်ရတာကလည်းကိုရီးယား Airline ရဲ့ captain များရဲ့ work time overload များမှုနဲ့ training ရော့နေမှုတို့ကြောင့်အသက်များစွာအဆုံးရှုံးခဲ့ရတယ်ဟုမီဒီယာပေါ်ကလူများကဝေဖန်ကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်များစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်။